အားလုံးပဲမင်္ဂလာပါကျမ်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေ။ရင်နွေးချမ်းတဲ့ကော်ဖီကမတူကွဲပြားတဲ့အရာသာရှိသလိုလူတွေမှာလည်းကော်ဖီကြိုက်သူရှိသလိုရင်နွေးချမ်းကြိုက်သူကလည်းရှိပါတယ်။ဒီနှစ်ခုမှာကျမ်းမာရေးကောင်းကျိုးအသီးသီးရှိသလိုဘေးထွက်ဆိုးကျိုးလည်းအနည်းငယ်စီရှိကြပါတယ်။အခုတစ်ခေါက်မှာတော့ရင်နွေးချမ်းတဲ့ကော်ဖီဘယ်အရာကပိုကျမ်းမာစေသလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်။ရင်နွေးချမ်းရောကော်ဖီရောကလူကြိုက်များတဲ့တောက်စရာတွေဖြစ်ပြီးတစ်ခုချင်းစီမှာလည်းကောင်းကျိုးဆိုးကျိုးအသီးသီးရှိတာကြောင့်ဘယ်ဟာထက်ပိုကောင်းတယ်ဆိုတာထက်ရင်နွေးချမ်းတဲ့ကော်ဖီတောက်ခြင်းကနေကျန်းမာရေးအတွက်ရရှိနိုင်တဲ့ကောင်းကျိုးတွေကိုအရင်ပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။ရင်နွေးချမ်းရဲ့ကျန်းမာရေးကောင်းကျိုးများလေ့လာမှုတွေအရရင်နွေးချမ်းကိုပုံမှန်တောက်သုံးပေးတာကအရွယ်မတိုင်ခင်တည်ဆုံးနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။လေဖြတ်နိုင်ခြေကိုလျှော့ချပေးတယ်။နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။အမျိုးအစားနှင့်စီးကျူဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။သွေးတွင်းကိုလက်စထရောတွေကိုကျစေတယ်။သွေးပေါင်ချိန်ထိန်းညှိပေးတယ်။အယောင်ကျစေနိုင်တယ်။သွေးတွင်းတကြားအတက်ထိန်းပေးတယ်။အင်ဆူလင်ထွက်ရှိမှုကောင်းစေဖို့လှုံ့ဆော်ပေးတယ်။ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးတယ်။အုံနောက်ကျန်းမာစေတယ်။မှတ်ဉာဏ်ကောင်းစေတယ်။စတဲ့ကျန်းမာရေးကောင်းကျိုးလေးတွေကိုရရှိစေနိုင်ပါတယ်။အခြားသောလေ့လာမှုတွေအရသိရတာကရင်နွေးချမ်းကအစာအိမ်အစာရည်မျိုးဂရင်းစီကျိတ်ဥမာကြီးကင်ဆာတွေဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်တယ်လို့ဆိုကြပါတယ်။ကော်ဖီရဲ့ကျန်းမာရေးကောင်းကျိုးများကော်ဖီကိုအသင့်ဖြော်မဟုတ်ပဲတဘာဝနှက်ကော်ဖီစစ်စစ်ကိုတောက်သုံးပေးတာကအသေးယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့နှလုံးယောဂအုံနောက်ကျန်းမာရေးကိုလည်းကောင်းစေပါတယ်။စီးကျူယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့တခြားကျန်းမာရေးကောင်းကျိုးတွေအနေနဲ့လည်းသွေးသွင်းတကြားဓာတ်ကိုယာယီကျဆင်းစေနိုင်တယ်။အုံနောက်ဆဲတွေကိုကာကွယ်ပေးတယ်။အယောင်ကျစေနိုင်တယ်။ဆဲတွေပျက်စီးနိုင်ခြေကိုလျှော့ချပေးတယ်။ပါကင်ဆန်ယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။အယ်ဇိုင်းမာယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။ဒါဆိုရင်ဘယ်တစ်ခုကပိုကျန်းမာစေမလဲ။ရင်နွေးချမ်းကဓာတ်တိုးဆန့်ကျင်ပစ္စည်းကျွဲဝတာကြောင့်နာတာရှည်ကျန်းမာရေးပြဿနာတွေအပါအဝင်ဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်တာကိုကင်းဝေးစေဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။ကော်ဖီမှာလည်းဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတဲ့အတွက်ဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်တာမျိုးမဖြစ်စေဖို့ကာကွယ်ပေးသလိုနာတာရှည်ကျန်းမာရေးပြဿနာတွေကိုမဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာရေးဆိုးကျိုးဘက်ကကြည့်မယ်ဆိုရင်တော့ကော်ဖီမှာရင်နွေးချမ်းထက်ကဖင်းပါဝင်မှုများပြီးအများကြီးတောက်မိတာမျိုးဖြစ်မယ်ဆိုရင်တော့ခြေကုပ်လက်ပန်းကျတာစိတ်ရောကိုယ်ပါအနာမရတာစိုးရိမ်စိတ်လွန်ကဲတာခေါင်းကိုက်တာအိပ်ပျော်ဖို့ခတ်တာစိတ်ရှုပ်ထွေးတာကဖင်းများပြီးနေရထိုင်ရမအိမ်မသာဖြစ်တာရင်တုန်တာမျိုးတွေကိုခံစားရစေနိုင်ပါတယ်။အရွယ်ရောက်ပြီးတဲ့ကျန်းမာသူတစ်ယောက်အနေနဲ့တနေ့ကိုကဖင်း400မီလီဂရမ်ထိတောက်လို့ရပေမယ့်ကိုဝင်ဆောင်မေမေတွေကတော့တနေ့ကို200မီလီဂရမ်အောက်ပဲစားသုံးသင့်ပါတယ်။လေ့လာမှုတွေအရသိရတာကကိုဝင်ဆောင်ချိန်မှာကဖင်းအများကြီးစားသုံးတာကကလေးကိုပေါင်မပြေပဲမွေးဖွားတာကိုဝင်ပြက်ကြတာစတဲ့အခြေအနေမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ရင်နွေးချမ်းရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့tennis ပါဝင်မှုကြောင့်တန်တက်ဆုပ်ယူမှုကိုအားနည်းစေပါတယ်။ဒါကြောင့်အစားချိန်နဲ့အနည်းဆုံး1နာရီလောက်ခွာတောက်သင့်ပါတယ်။ကော်ဖီနဲ့ရှင်ရင်ကဖင်းပါဝင်မှုနည်းပေမဲ့အလွန်အကျွံတောက်မယ်ဆိုရင်တော့လူကအလန်းလွန်ပြီးကနာမငြိမ်တာဖြစ်တတ်ပါတယ်။ဆေးတွေနဲ့တက်ပြိုနိုင်တာဒါမှမဟုတ်ဆေးတွေရဲ့ဆုပ်ယူမှုကိုအနှောက်အယှက်ဖြစ်နိုင်တာကြောင့်ဆေးတွေနဲ့ခက်ခွာတောက်သင့်ပါတယ်။အရွယ်ရောက်ပြီးသားသူတယောက်အနေနဲ့တရက်ကိုရင်နွေးချမ်း3-4ခွက်1လီတာနီးပါးလောက်တောက်နိုင်ပါတယ်။ဒါကကိုကျန်းမာရေးပေါ်မူတည်ပြီးအပြောင်းလဲတော့ရှိနိုင်ပါတယ်။ကော်ဖီရောရင်နွေးချမ်းမာရောကကောင်းကျိုးဆိုးကျိုးကိုစီရှိပါတယ်။ဒါကြောင့်ကိုနှစ်သက်တာကိုတောက်သုံးနိုင်ပါတယ်။အရေးကြီးတာကဘာပဲတောက်အလွန်ကျွံမတောက်ဖို့နဲ့ကိုကျန်းမာရေးအခြေအနေလိုက်ထိမ့်ပြီးတောက်ဖို့ပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ရင်နွေးချမ်းတဲ့ကော်ဖီမှာရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုအနည်းငယ်သိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။